ဆိုးမျိုးရဲ့တန်းကောင်ကန်အချိန်ပန်းချန်တချို့ထဲမှာကောင်မလေးတစ်ယောက်ဟာပျောက်သွားတဲ့သူ့အယုတ်ကိုလိုက်ရှာနေပါတယ်။အယုတ်ကိုပြန်တွေ့တဲ့အချိန်မှာတော့သူ့နောက်ကကောင်းငင်ရံမှာမီးပွားတွေဖျားထွက်လာပြီးအေယာမမွန်စတာကြီးတစ်ကောင်ဖျက်သွားတာကိုမြင်လိုက်ရတဲ့အတွက်ကောင်မလေးလည်းလန့်ပြီးအော်ဟစ်လိုက်ပါတော့တယ်။25နှစ်ကြာပြီးနောက်နယူးယောက်မြို့မှာတော့ဂလိုရီယာဆိုတဲ့အမျိုးသမီးဟာတညလုံးအပြန်သွားပြီးမနစ်မိုးလင်းမှာတိုက်ခန်းကိုပြန်ရောက်လာပါတယ်။သူ့ကောင်လေးတင်ကတော့ဒေါသထွက်နေပြီးဂလိုရီယာတယောက်အလုတ်ပြုတ်ပြီးခရဲကဘာမှမလုပ်ပဲပါတီတက်အရက်တောက်ပြီးဆိုဖာပေါ်မှာပဲအချိန်ဖြုံးနေတဲ့အကြောင်းရန်တွေ့ပါတော့တယ်။တင်ဟာဂလိုရီယာရဲ့အရက်မူပြီးရှုပ်ပွားနေတာတွေကိုလိုက်ဆင်းကြတာစိတ်ကုန်နေပြီးမို့လမ်းခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂလိုရီယာရဲ့ပစ္စည်းတွေကိုလည်းအကုန်သိမ်းဆည်းထားပြီးသူ့အလုတ်ကမပြန်ခင်အိမ်ကနေထွက်သွားဖို့ပြောဆိုခဲ့ပါတယ်။တင်ထွက်သွားပြီးမကြခင်မှာပဲဂလိုရီယာရဲ့ပါတီမိတ်ဆွေတွေအိမ်ထဲဝင်လာပေမဲ့ဂလိုရီယာကတော့ဘာလုပ်ရမှန်းမသိကြောင်နေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဂလိုရီယာဟာမြို့ငယ်လေးတစ်ခုမှရှိတဲ့သူ့ရဲ့ငယ်ဘဝအိမ်လေးစီကိုကြက်ရောက်လာပါတယ်။အိမ်မှာပရိဘောဂါတွေဘာမှမရှိတဲ့အတွက်ကျမ်းမြေပေါ်မှာပဲအိပ်လိုက်ရပါတယ်။နောက်တစ်နေ့မနက်မှာလေထိုးမွေရဝယ်ဖို့စတိုးဆိုင်ကိုသွားရင်ငယ်တငယ်ချင်းအော်စကာနဲ့တွေ့ဆုံခဲ့ပါတယ်။ဂလိုရီယာကတော့အားလည်းရဲ့အပန်းပြေခီးလာတယ်လို့ဟန်ဆောင်ခဲ့ပြီးမြဲအော်စကာကတော့သူ့ဘားဆိုင်မှာလာလည်ဖို့ဖိခေါ်ခဲ့ပါတယ်။အော်စကာရဲ့ဘားဆိုင်မှာဂလိုရီယာဟာခေါင်းကိုခဏကုန်နေပါတယ်။ဒါဟာတခါတလေသူခံစားရတဲ့ထူးဆန်းတဲ့အာယုံကြောဆိုင်ရာတစ်ကျဉ်တစ်ခုဖြစ်ကြောင်းရှင်းပြပါတယ်။အဲဒီနောက်အော်စကာရဲ့တငယ်ချင်းတွေဖြစ်တဲ့ဂျိုအယ်နဲ့ဂါသတော်နဲ့ဆုံတွေ့ပြီးစကားပြောနေတော့မှဂလိုရီယာဟာအရက်မတောက်မိအောင်ရှောင်နေခဲ့ပြီးမြဲအော်စကာကဘီယာတစ်ခွက်လာချပေးတဲ့အခါမှာတော့မနေနိုင်ပဲတောက်မိပါတော့တယ်။ဆိုင်ပိတ်ပြီးတဲ့အထိသူတို့အဖွဲ့ဟာစကားပြောအရက်တောက်ရင်အချင်းကုန်ဆုံးခဲ့ကြပါတယ်။ဂျိုအယ်ကဂလိုရီယာကိုနမ်းဖို့စူးစမ်းပေမဲ့ဂလိုရီယာကရှောင်ဖယ်လိုက်ပါတယ်။ဒါကိုမြင်တဲ့အော်စကာကသူ့တငယ်ချင်းကိုအောင်းငေါက်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့ချော့သွားပါတယ်။ဂလိုရီယာလည်းသူ့မွေရကြီးကိုဒရွတ်တိုက်ဆွဲပြီးအိမ်ပြန်ရောက်တဲ့အခါမွေရမခင်းရသေးခင်ပါပဲအိပ်ပျော်သွားပါတယ်။အိမ်မက်ထဲမှာတော့ငငယ်ကပန်းကြံထဲမှာလေပြင်းတွေတိုက်ကောင်းကင်မှာလျှက်စီးတွေလက်နေတာကိုမြင်ရောက်နေပါတယ်။အဲ့ဒီအချိန်မှာပဲသူ့အမတ်စီကဖုံးဝင်လာပြီးစုံးမြို့မှာမွန်စတာတိုက်ခိုက်မှုဖြစ်နေကြောင်းပြောပြပါတယ်။ဂလိုရီယာလည်းကွန်ပျူတာဖွင့်ပြီးကြည့်လိုက်တဲ့အခါအေးရမှာမွန်စတာကြီးတစ်ကောင်မြို့ထဲရှန်သွားပြီးထက်စီးနေတာကိုတွေ့လိုက်ရပါတယ်။ဒီအကြောင်းကိုပြောပြဖို့တင်စီဖုံးဆက်ပေးမယ်။တင်ကတော့ဒီကိစ္စဖြစ်ခဲ့တာ9နာရီတောင်ရှိနေပြီဖြစ်ကြောင်းဂလိုရီယာတယောက်အရက်မူပြီးလောကကြီးနဲ့အဆက်ပြတ်နေပြန်ပြီလို့အဖြစ်တင်ပါတယ်။စိတ်ပြတ်သွားတဲ့ဂလိုရီယာလည်းဖုံးချလိုက်ပါတယ်။ညနေဘက်ရောက်တော့ဂလိုရီယာဟာဘားဆိုင်ကိုပြန်သွားပြီးမွန်စတာသတင်းကို TV မှာကြည့်ရင်အရက်တောက်ပြန်ပါတယ်။သတင်းတောက်တွေကတော့တေဆုံးသူစီးရဲနဲ့လေရုညဉ့်ညမ်းမှုအကြောင်းပြောနေကြပါတယ်။ဘားကပြန်ထွက်လာပြီးနောက်ဂလိုရီယာဟာပန်းကြံထဲမှာလေညင်းကန်ရင်းနဲ့ခုံနှန်းလျားပေါ်မှာအိပ်ပျော်သွားပြန်ပါတယ်။နောက်တစ်နေ့မနေ့တင်စီဖုံးဆက်ပေမဲ့တင်ကသူ့မူးနေမှန်းဒီလို့စကားမပြောချင်ဘူးလို့ညင်းဆိုပါတယ်။စိတ်ပြက်လက်ပြက်နဲ့ဂလိုရီယာဟာဖုံးကိုလွှင့်ပြက်လိုက်ပါတယ်။အိမ်ပြန်ရောက်တော့မွေယာကိုလေသွင်းချင်းအိပ်ပျော်သွားပြန်ပါတယ်။အဲ့ဒီအချိန်မှာအော်စကာရောက်လာပြီးတကားပဲတီးလို့နိုးလာပါတယ်။အော်စကာက TV အဟောင်းတစ်လုံးလာပေးရင်မွန်စတာကြီးဆိုးမှထက်ပေါ်လာတဲ့အကြောင်းပြောပြပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့မွန်စတာကအဆောင်အုံတချို့ကိုဖက်ဆီးပြီးလက်ထန်ချီဟန်တွေပဲလုံနေကြောင်းအရင်တုန်းကလိုတိုက်ခိုက်တာမျိုးမဟုတ်ကြောင်းပြောပါတယ်။ထူးခြားတာကမွန်စတာဟာမနက်8:05မိနစ်မှာပေါ်လာတာဖြစ်ပြီးဒါဟာလွန်ခဲ့တဲ့25နှစ်ကပထမဆုံးပေါ်လာတဲ့အချိန်နဲ့အတူတူပါပဲ။အော်စကာမပြန်ခင်မှာဂလိုရီယာကိုသူ့ဘားမှာအလုပ်လုပ်ဖို့ကန်လန်းခဲ့ပြီးဂလိုရီယာကလည်းလက်ခံလိုက်ပါတယ်။ဒါပေမဲ့မွန်စတာကခေါင်းကုတ်နေတဲ့ဗီဒီယိုကိုတွေ့လိုက်ရတဲ့အခါဂလိုရီယာတယောက်အတွေးရသွားပါတယ်။အဲ့ဒီညဘားဆိုင်မှာအလုပ်လုပ်နေတော့မွန်စတာသတင်းကိုပဲစောင့်ကြည့်နေမိပါတယ်။မွန်စတာကတခုခုကိုပြက်ပေါက်လိုက်တယ်လို့မျိုးလုပ်တာကိုတွေ့လိုက်ရပါတယ်။နောက်တစ်နေ့မှာတော့ပထမဆုံးအကြိမ်တိုက်ခိုက်မှုဗီဒီယိုကိုပြန်ကြည့်တဲ့အခါမွန်စတာကပခုံးပေါ်မှာတခုခုကိုထမ်းထားတယ်လို့ပုံစံမျိုးဖြစ်နေလာကိုသတိထားမိပါတယ်။ဒါနဲ့ဂလိုဘီယာဟာပန်းကြံကိုထွားပြီးဆန်းသက်ကြည့်တဲ့အခါမွန်စတာရဲ့လှုပ်ရှားမှုတွေဟာသူ့ပန်းကြံထဲမှာလုပ်ခဲ့တဲ့ပုံစံတွေအတိုင်းဖြစ်နေတာကိုသိလိုက်ရပါတယ်။နောက်ရက်အနည်းငယ်မှာမွန်စတာပေါ်မလာပါဘူး။လူတွေကတော့မွန်စတာဟာဆက်ရုပ်ထင်မယ်ဒါမှမဟုတ်တနေရာကနေလှမ်းထင်းချုပ်ထားတာထင်မယ်လို့ထင်ကြီးပေးနေကြပါတယ်။ဂလိုရီယာကတော့စိုးမျိုးမြေပုံနဲ့သူ့မျိုးမြေပုံကိုရှင်းကြည့်ပြီးလေ့လာနေပါတယ်။တရက်မှာတော့သူ့ theory ကိုစမ်းသပ်ဖို့မနက်8:05မိနစ်တည်းမှာကစားကွင်းထဲဝင်သွားပြီးလက်တွေကိုရှော့လှုပ်ရှားကြည့်ပါတယ်။ပြီးတာနဲ့အိမ်ကိုအမြန်ပြန်ပြေးပြီးသတင်းကြည့်လိုက်တော့ကိုရီးယားကမွန်စတာဟာသူ့လုပ်တဲ့အတိုင်းလိုက်လုပ်ထားတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မွန်စတာကိုထိန်းချုပ်ထားသူဟာသူ့ကိုယ်တိုင်ဖြစ်ကြောင်းသိကြသွားပါတယ်။လန့်သွားတဲ့ဂလိုရီယာဟာဂရင်ဘော်လဲကျပြီးအိပ်ပျော်သွားပါတယ်။ပြန်နိုးလာတဲ့အခါမှာတော့ထင်စီဖုံးဆက်ပြီးအလုပ်ရပြီဖြစ်ကြောင်းလန့်ပြောပါတယ်။အဲ့ဒီအချိန်မှာအော်စကာကဆိုဖာအဟောင်းတစ်လုံးတည်လာပြီးရောက်လာပါတယ်။ဂလိုရီယာနဲ့အော်စကာတို့ဆိုဖာပေါ်မှာထိုင်နေတော့အလုပ်သွားရမယ့်အချိန်ရောက်ပြီလို့အော်စကာကသတိပေးပါတယ်။ဘားဆိုင်မှာတော့ထင်ကဖုံးဆက်ပေမဲ့ဂလိုရီယာကအရက်တောက်နေလို့ဖုံးမကင်ပါဘူး။ဆိုင်ပိတ်ချိန်မှာတော့ဂလိုရီယာဟာသူ့ရဲ့လှုပ်ဝက်ချက်ကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။တငယ်ချင်းတွေကိုပန်းကြံခေါ်သွားပြီးစိုးမျိုးကစောင့်ကြည့်ကင်မရာတွေကိုအွန်လိုင်းကနေဖွင့်ကြည့်ခိုင်းပါတယ်။သူကစားကွင်းနဲ့ချီချွတ်လိုက်တာနဲ့မွန်စတာပေါ်လာပြီးသူကတဲ့သူလိုက်ကန်နေပါတယ်။တငယ်ချင်းတွေအဟောနေတော့မှပဲစစ်တပ်ကလေရင်တွေရောက်လာပြီးမွန်စတာကိုပစ်ခတ်ပါတော့တယ်
Gloria လည်းနာကျင်သွားပြီးလေထဲကိုလက်သီးနဲ့ထိုးလိုက်တဲ့အခါ Monster ကလည်းလိုက်ထိုးပြီးလေရင်သစင်းပြက်ကျသွားပါတယ်။လေရင်မှုတွေတေသွားလောက်ပြီဆိုတဲ့အတီကြောင့် Gloria လန့်ဖြတ်ပြီးမူးလဲသွားပါတယ် တတိပြန်ရလာတဲ့အခါအော်စကာရောက်လာပြီးမွန်စတာကြောင့်တေးဆုံမှုတွေအထက်စိတ်ထိခိုက်နေတဲ့ဂလိုရီယာကိုနှစ်သိမ့်ပေးပါတယ်။သတင်းစာတစ်စောင်ကိုပြလိုက်တဲ့အခါမွန်စတာနဲ့အတူအေယာမဇက်ရုပ်ကြီးပါပေါ်လာတာကိုတွေ့ရပါတယ်။အော်စကာကတော့အဲ့ဒီဇက်ရုပ်ဟာသူကစားကွင်းနဲ့ဝင်လိုက်တုန်းကပေါ်လာတာဖြစ်မယ်လို့ထင်နေပါတယ်။သူတို့နှစ်ယောက်မနေ့စာစားရန်ငယ်ဘွားအကြောင်းပြောဖြစ်ကြပါတယ်။ဂလိုရီယာကသူကိုယ်တိုင်အာနာပိုင်တွေစီသွားအဖမ်းခံမယ်လို့ပြောပြီးမဲ့အော်စကာကတားပါတယ်။ပြီးတော့ကိုရီးယားစားတောက်ဆိုင်ပိုင်ရှင်စီသွားပြီးကိုရီးယားစားသားတစ်ခုကိုဘာသာပြန်ခိုင်းပါတယ်။ပြီးတော့မနက်မိုးလင်းတဲ့အထိဖမ်းကြံမှာစောင့်နေကြပါတယ်။အော်စကာကဂလိုရီယာအလုပ်ပြုတ်ပြီးပြန်လာတာကိုအစကတည်းကသိနေကြောင်းလွန်ခဲ့တဲ့6နှစ်ကသူမင်္ဂလာဆောင်ခါနီးမှာကောင်မလေးကထားသွားခဲ့ကြောင်းရင်ဖွင့်ပါတယ်။8 နာရီ9မိနစ်ရောက်တဲ့အခါဂလိုရီယာကကစားကွင်းနဲ့ဝင်ပြီးလူတွေကိုရှောင်ခိုင်းတဲ့လက်ဟန်ချေဟန်ဒီလုပ်ပါတယ်။လူတွေရှင်းသွားပြီလို့အော်စကာကပြောတဲ့အခါဂလိုရီယာဟာမြေကြီးပေါ်မှာစာရေးပြီးတောင်းပန်စကားဆိုပါတယ်။ကမ္ဘာအရရက်ကလူတွေကတော့မွန်စတာမှာအသိဉာဏ်ရှိတာကိုတွေ့ပြီးအံ့ဩသွားကြပါတယ်။ နောက်တစ်နေ့မနေ့သတင်းကြည့်လိုက်တဲ့အခါဇေယုတ်ကြီးပြန်ပေါ်လာတာကိုတွေ့လိုက်ရလို့ Gloria လန့်သွားပါတယ်။ဂျူဝဲကိုခေါ်ပြီးကစားကွင်းကိုတွားကြည့်တော့ Oscar ကကစားကွင်းထဲမှာလှုပ်ရှားပြီးဇက်ရုပ်ကိုထိန်းချုပ်နေတာတွေ့လာပါတယ်။ Gloria ကထွက်ခဲ့ဖို့ပြောပေမဲ့ Oscar ကခရူးမဆိုင်ပါဘူး။ဒေါတာထွက်သွားတဲ့ Gloria ကကစားကွင်းနဲ့ဝင်လိုက်ပြီး Monster ကိုပေါ်လာစေပါတယ်။ Oscar ကမထွက်တဲ့အတွက် Gloria က Oscar ကိုပါးရိုက်လိုက်ရာ Monster ကလည်းဇက်ရုပ်ကိုပါးရိုက်လိုက်ပါတယ်။ဒါကြောင့် Oscar လည်းကစားကွင်းထဲကထွက်သွားရပါတယ်။အဲ့ဒီညမှာသတင်းတွေက Gloria ရဲ့ Monster ကို Soul မျိုးရဲ့အဆောင်ရှော့အဖြစ်ဖော်ပြကြပါတယ်။ဘားဆိုင်မှာတော့ Oscar တယောက်အရက်တွေအလုံးအကျွံတောက်ပြီးရိုင်းဆိုင်တွေပြောဆိုနေပါတယ်။ God ကိုလည်းစေးသမားဆိုပြီးဆွဆွဲလို့ God စိတ်ဆိုးပြီးပြန်သွားပါတယ်။ Oscar က Gloria ကိုအရက်တောက်ဖို့အတင်းတိုက်ပါတယ်။ Gloria ကမတောက်ချင်ဘူးလို့ပြောတဲ့အခါ Oscar ကကစားကွင်းထဲသွားမယ်လို့ချင်းချောက်ပါတယ်။ဒါကြောင့် Gloria လည်းမတက်တာပဲအရက်ပလင်းကိုယူပြီးဂျမ်ပြင်ပေါ်တွန့်ချလိုက်ပါတယ်။ဒေါသထွက်သွားတဲ့ Oscar ကကားမောင်းထွက်သွားဖို့လုပ်တဲ့အခါ Gloria တားပေမဲ့မရပဲထွက်သွားပါတယ်။ 8 နာရီ9မိနစ်မှာ Gloria ကစားကွင်းကိုရောက်သွားတော့ Oscar ကရောက်နေပါပြီ။နှစ်ယောက်လုံးရဲ့ Monster နဲ့ဆက်ရုပ်ပေါ်လာပြီးချကြပါတယ်။ Oscar က Gloria ကိုအနိုင်ကျင့်ပြီးထိုးနှက်တဲ့အတွက်စိုးမြို့မှာပျက်စီးမှုတွေဖြစ်ကုန်ပါတယ်။နောက်ဆုံး Oscar က Gloria ကိုအနိုင်ယူပြီးမနှက်ဖြန်အလုပ်မလာရင်စိုးမြို့ကိုဖျက်ဆီးပစ်မယ်လို့ချင်းချောက်သွားပါတယ်။နောက်ပိုင်းမှာ Gloria ရဲ့အိမ်ကို Joel ရောက်လာပြီး Oscar ကိုစားတောင်းပန်ပါတယ်။ပြီးတော့အိမ်ကထွက်ပရိဘောဂတွေအများကြီးပို့ပေးထားပါတယ်။ Gloria က Oscar အိမ်ကိုတွားပြီးရှင်းဖို့လုပ်တဲ့အခါ Oscar ဟာအိမ်မှာပစ္စည်းတွေစုဆောင်းထားပြီးအရက်ပြဿနာရှိနေမှန်းသိလိုက်ရပါတယ်။ Oscar ကတောင်းပန်ပြီးနောက်တစ်ခါဘာမှညအိပ်ပြီးအရက်မတောက်တော့ဘူးလို့ကတိပေးတဲ့အတွက် Gloria ကခွင့်လွှတ်လိုက်ပါတယ်။ Gloria အိမ်ပြန်ရောက်တော့သူ့ကောင်လေးဟောင်းတင်ကရောက်လာပါတယ်။ တင်ကအလုပ်ကိစ္စနဲ့လာရင်ဝင်တွေ့တာလို့ပြောပေမဲ့တကယ်တမ်းမှာတော့ Gloria ကိုပြန်လိုချင်လို့လာပါ။ဘားဆိုင်ကိုရောက်တဲ့အခါ Oscar ကတင်ကိုရန်စကားပြောပါတော့တယ်။ပြီးတော့ဆိုင်ထဲမှာမီးရှူးမီးပန်းကြီးဖောက်ပြီးပစ္စည်းတွေကိုဖျက်ဆီးပစ်ပါတယ်။ Gloria နဲ့တင်ထွက်သွားဖို့လုပ်တဲ့အခါ Oscar ကတားဆီးပြီးငါဘလောက်ပဲဆို Gloria ကငါ့ကိုထားမသွားရဲဘူးလို့ပြောပါတယ်။ Gloria လည်း Oscar ရဲ့ချင်းချောက်မှုကိုကြောက်တဲ့အတွက်မလိုက်ပဲနေခဲ့ရပါတယ်။တင်တယောက်တည်းပြန်သွားခဲ့ပါတယ်။ Gloria အိမ်ပြန်ရောက်တော့အမောင်ထဲမှာ Oscar ထောင်းပြီးအရက်တောက်နေတာတွေ့ရပါတယ်။ Gloria ကိုတင်နဲ့ပြန်မဆက်သွဲဖို့လာဆောင်နေတာပါ။အဲ့ဒီအချိန်မှာ Gloria ဟာအတိတ်ကအဖြစ်အပျက်ကိုပြန်သတိရသွားပါတယ်။ငယ်ငယ်တုန်းကပန်းချံမှာ Oscar ကသူ့ရဲ့ကျောင်း project ကိုနင်းချေဖျက်ဆီးခဲ့တုန်းကကောင်းကင်ကလျှက်စီးပစ်ပြီးသူ့ကိုထိမှန်ခဲ့တာပါ။အဲ့ဒီလျှက်စီးကြောင့် Monster စဖြစ်လာခဲ့တာဖြစ်ပြီး Oscar လည်းလျှက်စီးထိခဲ့လို့စက်ရုပ်ဖြစ်လာခဲ့တာပါ။ Oscar ဟာ Gloria ကိုအချစ်ကြောင်တဝန်တိုတာမဟုတ်ပဲ Gloria ကမြို့ကြီးမှာအောင်မြင်ခဲ့ပြီးသူကတော့ဒီမြို့လေးပဲမှာတောင်တင်နေတဲ့အတွက်မနာလိုဖြစ်ပြီးကိုမုန်းတီးနေတာဖြစ်ပါတယ်။ Gloria က Tim စီဖုံးဆက်ပြီးလိုက်ခဲ့မယ်လို့ပြောလိုက်ပါတယ်။8 နာရီ5မိနစ်ထိုးကနီးပြီးမို့ Oscar ကကစားကွင်းဘက်ထွက်သွားဖို့လုပ်ပါတယ်။ Gloria ကကလထိုင်နဲ့ရိုက်ပြီးတောက်ဖို့ကြိုးစားပေမဲ့ Oscar ကအိမ်ပေါ်တက်ထိလိုက်လာပြီးတိုက်ခိုက်ပါတယ်။နောက်ဆုံး Oscar ကပဒင်းဘောက်ကခုန်ကြပြီးကစားကွင်းဘက်ပြေးပါတယ်။ Gloria လိုက်သွားပေမဲ့ Oscar ကအရင်ရောက်သွားပြီးစက်ရုပ်ကိုထိန်းချုပ်ကမြို့ကိုဖျက်ဆီးပါတော့တယ်။ Gloria ဘာမှမတတ်နိုင်ပဲကြည်နေရပါတယ်။နောက်ပိုင်းမှာ Gloria ဟာအကြံတစ်ခုရပြီးလေစိတ်ကိုသွားကကိုရီးယားနိုင်ငံဆိုးလ်မြို့ကိုလေယာဉ်နဲ့သွားလိုက်ပါတယ်။ဆိုးလ်မြို့ကိုရောက်တာနဲ့ Tim စီဖုံးဆက်ပြီးသူ့အစင်ပြေကြောင်းပြောပါတယ်။ဒီအချိန်မှာ Oscar က Gloria မရှိတော့တာကိုသိပြီးကစားခွင့်ကိုသွားကစက်ရုပ်နဲ့မြို့ကိုဖျက်ဆီးဖို့လုပ်ပါတယ်။လူတွေထွက်ပြေးနေကြပေမဲ့ Gloria ကတော့စက်ရုပ်ရှိရာကိုရှောက်လာပါတယ်။ရုတ်တရက် Oscar တယောက်တုံ့လှုပ်သွားပါတယ်။ဘာကြောင့်လဲဆိုတော့သူရက်နေတဲ့မြို့လေးကကစားခွင့်ရှိမှာ Gloria ရဲ့ရဲအမ Monster ကြီးပေါ်လာလို့ပါပဲ။ Gloria ကဆိုးလ်မြို့မှာရှိနေတဲ့အတွက်သူ့ရဲ့ Monster က Oscar ရှိတဲ့မြို့လေးမှာပေါ်လာတာဖြစ်ပါတယ်။ Monster ကြီးက Oscar ကိုဖမ်းချုပ်လိုက်ပါတယ်။ Oscar ကငိုယိုပြီးတောင်းပန်ပေမဲ့ Gloria ကတော့သူ့ကို Monster ကြီးနဲ့ကောက်ကိုင်းပြီးအဝေးကိုလွှင့်ပစ်လိုက်ပါတော့တယ်။ Oscar နဲ့အတူစက်ရုပ်ကြီးပါပျောက်ကွယ်သွားပါတယ်
ကိုရီးယားကလူတွေလည်းဝမ်းသာအားရအောင်ပွဲခံကြပါတယ်ဇက်သိန်းမှာတော့ Gloria ဟာစိုးမျိုးကဘားတစ်ခုမှထိုင်ပြီးဆိုင်ရှင်ကိုဒီဖြစ်ပျက်ကြီးအကြောင်းပြောမလို့လက်မလို့ဆိုင်ရှင်ကအရက်တော့မလားမေးလိုက်တဲ့အတွက်စိတ်ပြက်ပြီးတက်ပြင်းချလိုက်ပါတော့တယ်နောက်ထပ်ဒီလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကြည့်ချင်တယ် subscribe နဲ့ notification လေးဖွင့်ထားဖို့မမေ့ပါနဲ့ခင်ဗျာကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်